Hello အားလုံးပဲမင်္ဂလာပါရှင်မီဒီဒီနေ့ကတော့အခုတလောမီဒီအရန်ကိုစားခြင်းနဲ့တုံရခောက်ဆွဲပြောတော့ဆာမဲ vlog လေးပဲဖြစ်ပါတယ်ဒီတော့ဆာမဲဆိုင်ကတော့ Run Intra Liep Duran Night Market ထဲမှာဖြစ်ပါတယ်ဒီ market ကတော့ foreigner တော်တော်များများမသိသေးပဲနဲ့ local ထိုင်းတွေတော်တော်များလာတဲ့ market ပါဒီ market မှာဆိုလို့ရှိရင်စားစရာတွေကလည်းစုံလင်လင်ရပြီးတော့အဝတ်ဆိုင်အင်ကြီးဆိုင်နဲ့တခြားဖက်နက်မျက်မှန်ဆိုင်အစုံရှိပါတယ်ကဲနောက်ဆုံးတော့မီဒီတို့စားမဲ့ဆိုင်ကိုရောက်ပါပြီရှင်စားလေးကမီးတွေတော်တော်သုံးထားတော့မြင်လိုက်တာနဲ့လင်းလင်းတစ်တစ်နဲ့ထင်းထွက်နေရပါတော့အထဲမှာလည်း decoration သေချာလုပ်ထားပြီးတော့တတ်တတ်ရှင်းရှင်းလေးပါမီဒီတို့မှာခဲ့တာတွေကတော့မီဒီအရန်ကိုမှစားခြင်းနေတဲ့တုံရန်ခောက်ဆွဲပြုတ်ရဲ့တုံရန်ခောက်ဆွဲပြုတ်ကိုမှပင်လယ်စာတွေရဲ့ဝက်ခောက်တွေနဲ့အစုံခဲ့တာပေါ့နော်ဈေးကတော့မပေါ့ပါဘူး285တောင်ပေးရပါတယ်ပြီးတော့ပြောင်းမှုထောင်းလေးရဲ့ထမင်းကြော်လေးရဲ့ပါခဲ့ပါတယ်ဆိုင်ကို review ပေးရမယ်ဆိုလို့ရှိရင်တော့ပထမဆုံးနဲ့ရတာပိုင်းကတော့တော်တော်လေးကောင်းပါတယ်ရတာထထမိမိနဲ့စားရတာ perfect ဖြစ်တယ် portion တွေကကြတော့300ပါလောက်ပေးရတဲ့တပတ်ကိုကြတော့နည်းနည်းလေးနည်းတယ်လို့ပြောရမယ်ဒါပေမဲ့ပင်လယ်စာတွေဝက်ခောက်တွေနဲ့အခြားအစာပလအစုံကတော့ပါပါတယ် plate အနေနဲ့ဆိုလို့ရှိရင်လည်းစားကျင်စရာကောင်းလောက်ပြင်ထားပြီးတော့တော်တော်လေးလှတယ်လည်းပါတယ်အားကြောင့်ဆိုင်မှာ customer တွေများနေရပါတော့သူဆိုင်နေထားတဲ့သူစီနေကမဆိုးပဲစားကောင်းတာမို့လို့တုံရခောက်ဆွဲပြောကြတဲ့လူတွေကတော့သွားစားကြည့်ပါတော့နောက် vlog ဒီမှာတွေ့ကြမယ်တတား